ဒီလယ်သမားတွေအမေရိကန်ဒေါ်လာတန်းဆယ်ချီဝင်ငွေရရှိတာဘာကြောင့်လို့တင်ထင်ပါသလဲတောင်ပေါ်ကလယ်သမားတွေဟာမအိပ်နိုင်ကြပါဘူးသူတို့ဟာမအိပ်မနေအလုပ်လုပ်ကြပြီးကုန်းလောင်ယုံမှာပစ္စည်းတွေပြည့်ကျက်လို့နေပါတယ်လူတိုင်းကတော့သူတို့ကိုဒီအသီးတွေမယောင်းရပဲငွေကြေးအမြောက်အများဆုံးရှုံးကြလိမ့်မယ်လို့ထင်နေကြပါတယ်ဒါကိုစက်ယုံသေးလေးကလယ်သမားတစ်ယောက်ဟာအံ့ဩစရာအကြံရရှိခဲ့ပါတယ်။မယောင်းရပဲစုပုံနေတဲ့တစ်ဧသီးတွေကိုဝင်ငွေဆယ်ဆောက်ပိုကောင်းတဲ့အဖိုးတန်တည်ရစာအဖြစ်ပြောင်းလဲလိုက်ပါတယ်။ပထမဆုံးလက်ဆက်တဲ့တစ်ဧသီးတွေကိုပေါင်းဆက်ထဲထဲကအပူပေးပြီးအခွန်ခွာလိုက်တဲ့အခါအတွင်းကအစီနှစ်ပြေးဝတဲ့အဆေးထွက်လာပါတယ်။အပူပေးခြင်းဟာအခွန်ခွာရဖို့လဲကူစေပါတယ်။တဘာဝအချိုဓာတ်ကိုလည်းထိမ့်သိမ့်ပေးနိုင်ပါတယ်။အဲဒီနောက်ပူနေတဲ့တစ်ဧသီးတွေကိုရေခဲရေထဲကိုတန်းထည့်လိုက်ပါတယ်။အခုလိုအပူချိန်ရုတ်တရက်ပြောင်းလဲမှုဟာအခွန်တွေကိုအလွယ်တကူကွာကျသွားစေပါတယ်။ပလဲလုံးလေးတွေလိုရွှေရောင်တစ်ဧသီးတွေထွက်ကြလာပါတယ်။နောက်တစ်ဆင့်ကတော့ရရှိလာတဲ့တစ်ဧဆေးတွေကိုမီးတင်းတကြားအုပ်တဲ့အဆင့်ပဲဖြစ်ပါတယ်။အခွန်ခွာပြီးသားတစ်ဧဆေးတွေကိုစက်ထဲထည့်ကတကာရည်နဲ့ရောမွေကအပေါ်ခွန်အုပ်ပါတယ်။ကြာကြာအပူပေးလေအပေါ်ခွန်အယောင်ပူလှလေပါပဲအဝါဖြော့ရောင်ကနေပယင်းရောင်ဖြစ်လာပါတယ်။ပြားဖျောင်းလိုပဲတောက်ပနေပါတယ်။အနှဲငယ်ချိုကပါဇက်ထဲမှာပျော်ဝင်သွားပါတယ်။တလအထားခံပါတယ်။အခုအခါမှာတော့အပြိုင်ဆိုင်ရောင်းချလာကြကဈေးလဲကြီးပါတယ်